အားလုံးပဲမင်္ဂလာပါ MBT Trading Channel မှာကြိုဆိုပါရစေ။နောက်တစ်ခု currency pair တွေဈေးတက်တယ်ဈေးကျတယ်ဆိုတဲ့အကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်။ဒီဘိုင်းကိုတည်တည်ချာချာနားလည်ထားဖို့လိုအပ်ပါတယ်။ဥပမာ Euro USD ဆိုပါတော့ကိုကချက်ကိုကြည့်တဲ့အချိန်မှာ Euro USD က 1.1 ဖြစ်နေတယ်ဆိုပါတော့နောက်တစ်ချိန်ပြန်ကြည့်တဲ့အခါမှာ1.11 သို့မဟုတ်1.12 1.15 ဖြစ်နေတယ်ဆိုပါတော့ဒါဆိုရင်ယူရိုရဲ့ USD အပေါ်မှာတန်ဖိုးတက်လာတာကိုဆိုလိုတာပါအဲ့ဒီချိန်မှာကိုက base currency ဖြစ်တဲ့ယူရိုကိုဝယ်ထားမိတယ်ဆိုရင်အမြတ်ရမယ်အဲ့လိုမဟုတ်ဘဲနဲ့ base currency ဖြစ်တဲ့ယူရိုကိုရောင်းထားမိတယ်ဆိုရင်ရှုံးမှာဖြစ်ပါတယ်ဒါကို currency related strength လို့ခေါ်ပါတယ်အဲ့တော့ currency related strength တွေကိုဘယ်လို analyze လုပ်လဲဆိုတာကိုနောက်ပိုင်း currency related strength ဆိုတဲ့သင်ခန်းစာမှာသင်သွားပေးမှာဖြစ်ပါတယ်နောက်ထပ် major currency pair minor currency pair exotic currency pair တွေကိုအကြမ်းအဖြစ်ခွဲပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1 major currency pair major pair ဆိုတာကကမ္ဘာအဓိက currency တွေထဲမှာတစ်ခုဖြစ်တဲ့ USD ပါဝင်တဲ့ currency pair တွေကိုဆိုလိုတာဖြစ်ပါတယ်ဥပမာ Euro USD GBP USD USD JPY USD CHF AUD USD USD CAD NZD USD ဆိုတဲ့ USD ပါတဲ့အတွဲတွေကို major currency အတွဲတွေလို့ခေါ်ပြီးတော့ဒီအတွဲတွေကတော့အများဆုံး trade လုပ်ကြတဲ့ forex pair တွေထဲမှာပါဝင်ပြီးတော့ liquidity လည်းအားကောင်းပါတယ်နောက်တစ်ခုနံပါတ်2 minor currency pair minor pairs တွေကိုတစ်ခါတလေမှာ cross pair လို့လည်းခေါ်ပါတယ်အဓိကအချက်ကတော့ USD မပါပါဘူး USD မပါဝင်တဲ့ currency pair တွေကို minor currency pair လို့ခေါ်ပါတယ်ဥပမာ EUR GBP EUR JPY GBP JPY AUD JPY စတဲ့ USD မပါတဲ့ pair တွေဖြစ်ပါတယ်နောက်တစ်ခုနံပါတ်3 exotic currency pair exotic pair ဆိုတာအဓိက global currency တစ်ခုနဲ့ emerging market currency တစ်ခုပါဝင်တဲ့ pair တွေကိုရေဘူးရအားဖြင့်ဆိုလိုတာဖြစ်ပါတယ်ဥပမာ USD TPH TPH ဆိုတာကတော့ထိုင်းဘတ်ငွေဖြစ်ပါတယ်နောက်တစ်ခု USD TRY TRY ဆိုတာကတော့တူရကီနိုင်ငံသုံးလီယာဖြစ်ပါတယ်နောက်တစ်ခု USD ZAR ZAR ဆိုတာကတော့တောင်အာဖရိကငွေ rand ဖြစ်ပါတယ်တောင်အာဖရိက rand ဖြစ်ပါတယ်ဒီလို pair တွေကို exotic currency pair လို့ခေါ်ပါတယ် exotic pair တွေမှာ major pair တွေထက် liquidity နိမ့်နေ spread လည်းပိုကျယ်တယ်အဲ့အတွက် beginner တယောက်အနေနဲ့ pair တွေကိုရွေးတဲ့အခါမှာ liquidity spread volatility ကိုယ့်ရဲ့ strategy တွေနဲ့ထည့်သွင်းပြီးတော့မှဒီချာစဉ်းစားသင့်ပါတယ် beginner တွေအတွက်တော့ဒီလို exotic currency pair တွေကိုပထမဆုံး trade တဲ့အချိန်မှာမရွေးချယ်ဖို့အကြံပြုချင်ပါတယ်ထပ်မံပြီးရှင်းပြပေးမှာက pip ဆိုတာဖြစ်ပါတယ် pip ဆိုတာဘာလဲ pip ဆိုတာကတော့ forex price movement တစ်ခုကိုတိုင်းတာတဲ့အသုံးများတဲ့ unit တစ်ခုဖြစ်ပါတယ်ပုံမှန်အားဖြင့် Euro USD လို pair တွေမှာ1 pip is equal to 0.0001 ဖြစ်ပါတယ်ဥပမာ Euro USD မှာ 1.1 ကနေပြီးဈေးနှုန်းသည် 1.1050 ဖြစ်သွားတယ်ဆိုရင် pip 50ရွေ့သွားတယ်လို့ဆိုလိုပါတယ်နောက်တစ်ခု JPY လို pair တွေမှာတော့ပုံမှန်အားဖြင့်1 pip is equal to 0.01 ဖြစ်ပါတယ်ဥပမာ USD JPY ဆိုပါတော့ USD JPY မှာ150ကနေပြီးတော့ 150.5 ကိုတိုးသွားတယ်ဆိုရင်
50 pip ရွေ့သွားတယ်လို့ဆိုလိုပါတယ်ဒါကြောင့်မို့လို့ pip ကို price ဘယ်လောက်ရွေ့သွားသလဲဆိုတာကိုတိုင်းတာတဲ့ unit တစ်ခုလို့ဆိုလိုနိုင်ပါတယ်ဒီတစ်ခါတော့ spread အကြောင်းဖြစ်ပါတယ် spread ဆိုတာပါလဲ spread ဆိုတာကတော့ trading platform မှာ currency pair တစ်ခုကိုကြည့်ရင် buying price နဲ့ sell price ကအနည်းငယ်ကွာနေတာကိုတွေ့ရပါမယ်အဲ့ဒီကွာခြားချက်ကို spread လို့ခေါ်ပါတယ်ဥပမာ Euro USD အတွဲဆိုတော့ bit ညီမျှခြင်း 1.1 ရှိတယ်ဆိုတော့ bit ဆိုတာကတော့ broker ကနေပြီးတော့တင်ကိုဒီဈေးနဲ့ဝယ်လို့ရတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်နောက်တစ်ခု x ဆိုတာကတင်ကို broker ကဒီဈေးနဲ့ရောင်းလို့ရတယ်လို့ပြောတာဖြစ်ပါတယ် forex မှာ spread နဲ့ pip ကိုလည်းဖော်ပြလိရှိပါတယ် spread က trading cost တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက် spread နည်းလေ entry cost ကနည်းလေဖြစ်ပါတယ်ဒါပေမဲ့ spread ကအချိန်တိုင်းတူညီနေတာတော့မဟုတ်ပါဘူး market liquidity session new event နဲ့ market condition တွေပေါ်မူတည်ပြီးတော့ spread ကအပြောင်းလဲရှိနိုင်ပါတယ်နောက်ထပ် loss ဆိုတာဘာလဲ loss size ဆိုတာကဘာလဲဆိုတာကိုရှင်းပြသွားပါမယ် pip ဆိုတာက price movement ကိုတိုင်းတာတယ်ဆိုရင် loss ဆိုတာက trade size ကိုတိုင်းတာတာဖြစ်ပါတယ် forex မှာအသုံးများတဲ့ standard lot တစ်ခုကိုရေဘူးရအပြင်တသိန်း unit လို့သတ်မှတ်ပါတယ် mini lot ကို1000 unit လို့သတ်မှတ်တယ် micro lot ကို1000 unit လို့သတ်မှတ်ထားတာတွေ့ရပါမယ်ဒါပေမဲ့ broker နဲ့ instrument အလိုက် contract specification တွေတော့ကွာခြားနိုင်တာကြောင့်ကိုအသုံးပြုနေတဲ့ broker ရဲ့ contract size ကိုအမြဲစစ်ဆေးစောင့်ကြည့်သင့်ပါတယ်အရေးအကြီးဆုံးက loss size ကြီးလာလေ price movement တစ်ခုအပေါ်မှာငွေကြေးအကျိုးအမြတ်နဲ့အရှုံးကတက်ရောက်မှုကြီးမားလေဖြစ်ပါတယ်ဒါကြောင့် loss size ကိုကိုယ့်ရဲ့ယူနိုင်တဲ့ risk နဲ့သာတိုင်းတာပြီးတော့ entry လုပ်တင်ပါတယ်အဲ့တော့ယခု forex market introduction သင်ခန်းစာကိုအနှစ်ပြန်ချုပ်ရရင် forex ဆိုတာက currency exchange market ဖြစ်တယ် forex မှာ currency တွေကို pair အနေနဲ့ trade လုပ်တယ် pair ရဲ့ဘယ်ဘက်အချမ်းက base currency ဖြစ်ပြီး pair ရဲ့ညာဘက်အချမ်းက code currency ဖြစ်ပါတယ် major currency minor currency exotic currency ဆိုပြီးတော့ခွဲခြားနိုင်ပါတယ် spread က bit နဲ့ x ကြားကကွာခြားချက်ဖြစ်ပါတယ် pip က price movement ကိုတိုင်းတာတဲ့ unit တစ်ခုဖြစ်တယ် lot က trade size ကိုတိုင်းတာတာဖြစ်တယ်နောက် lesson မှာတော့ဒီအခြေခံအချက်တွေကိုအသုံးချပြီးတော့ currency pair တစ်ခုကိုဘယ်လိုဖတ်မလဲ pip value ဘယ်လိုတွက်မလဲ loss size နဲ့ risk ဘယ်လိုဆက်နေတယ်လဲဆိုတာတွေကိုဆက်လက်သင်ကြားပေးသွားမှာဖြစ်ပါတယ်